ကိုကြီးကိုကြီး6ဘက်သွားနာလား ဟိုကို6ဘက်စားဖို့စဉ်းစားတယ်6ဘက်စားဖို့6ဘက်စားနေပါပြီဗောနော်6ဘက်စားနေพี่บอกให้หูกายเจ้าพี่จะคอยเฝ้าแต่งน้ำหอมและแป้งพี่จะต้มให้ปู ကိုမ6ဘက်သွားနာလား6ဘက်စားမှုဒီရုပ်ရဲ့6ဘက်စားတဲ့ရုပ်ရွယ်လို့ဒါတခြားကြည့်ပေါ့နော်ဒါ6ဘက်စားတဲ့ရုပ်ပေါ့နော်ထပ်စားမယ်ရုပ်ပေါ့နော်6ဘက်ထပ်စားမယ်ရုပ်ပေါ့နော်ဟုတ်တယ်အများကြီးပါ6ဘက်တွေထပ်စားလို့ရပါတယ်နော်ဒီကပတ်ထားပါ6ဘက်စားတာဘယ်ဟိုလဲအေးဒီ6ဘက်စားတာလေ6ဘက်စားတာသူက6ဘက်ဒါဒီဘန်းဆဲရောက်လို့ဆိုရင်တခြားကြည့်ပေါ့နော်ဒါ6ဘက်စားတဲ့ကိုကြီးပေါ့နော်လောက်ချင်လိုက်လို့ကျန်တယ်လောက်ချင်လောက်တယ်သွားချင်သွားနေချင်နေတယ်ရုပ်က6ဘက်စားတဲ့ရုပ်ကဘမခေါ်မိုင်း